GDS Science ရဲ့ဒီ quiz လေးကိုအတူတူလေ့လာကြည့်ကြရအောင်ဒီ quiz မှာတော့ဒီခရမ်းလွန်ရောင်ကြီးတွေရဲ့အိုဇုံးလွှာရဲ့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပုံမှာတွေ့လိုက်ရတယ်ပေါ့နော်အဲ့တော့ခါတိုင်းလိုပဲပုံကိုတေချာလေးအရင်မကြည့်သေးပဲနဲ့မေးခွန်းကဘာမေးလဲဆိုတာကိုအရင်ကြည့်ကြရအောင်မေးခွန်းမှာ sunscreen lotion and sprays are designed to provide a barrier sunscreen တွေ lotion တွေဒီ spray တွေပေါ့နော်အဲ့ဒါတွေကတဲ့ design ဆိုတာက design လုပ်ထားတယ် provide ဆိုတာကထောက်ပံ့ဖို့အတွက်ပေါ့နော်ဘာထောက်ပံ့ဖို့လဲဆိုတာ barrier against UVA and UVB ray only UVA နဲ့ UVB ကိုကာကွယ်ဖို့အတွက်ဒါ design ထုတ်လုပ်ထားတာဖြစ်တယ်sunscreen တွေ spray တွေဆိုတာက UVA နဲ့ UVB ကိုဒါကာကွယ်ဖို့အတွက်ထုတ်လုပ်ထားတာဖြစ်တယ်လို့ပြောရပေါ့နော်အဲ့တော့မေးခွန်းကဘာဆက်မေးလဲ What information in the diagram အဲ့တော့ပုံမှာဘလို့သတင်းအချက်အလက်မျိုးတွေဖော်ပြလဲအဲ့တော့ဆိုတာကို explain ရှင်းပြပါတဲ့ Why sunscreen တွေကတဲ့ not design မလုပ်ထားဘူး to protect against UVC အဲ့တော့ sunscreen တွေဟာဘာဖြစ်လို့ UVC ကိုတော့မကာကွယ်ပေးတာလဲလို့သူကမေးထားတာပေါ့နော်အဲ့တော့အဖြေ A လေးကိုကြည့်ရအောင်အဖြေ A မှာဆိုရင်တော့UVC ဟာ extremely dangerous လို့ပြောထားပါတယ် extremely dangerous ဆိုတာကအရန်ကိုအန္တရာယ်ကြီးတယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့ပုံကိုပြန်ကြည့်ရအောင်ပုံကိုပြန်ကြည့်တဲ့အခါမှာလည်း UVC ဆိုတဲ့ဘေးနားမှာ extremely dangerous လို့ရေးထားပါတယ်အဲ့တော့ပုံမှာလည်းပါနေတယ်ပေါ့နော်ဒါပေမဲ့ဒါကအဖြေမဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ extremely dangerous တာဖြစ်တယ်ဆိုရင်ဒီ sunscreen တွေမှာ UVC ကိုကာကွယ်ဖို့လဲဒါပါလာလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဒီအဖြေမဖြစ်နိုင်သေးဘူးပေါ့လေအဲ့တော့ဒုတိယမြောက် B လေးကိုကြည့်မယ် B မှာကျတော့သူဘာပြောထားလဲဆိုတော့ UVA နဲ့ UVB က skin cancer ဖြစ်နိုင်တယ်တဲ့အဲ့တော့ UVA နဲ့ UVB က skin cancer ဖြစ်နိုင်တယ်ဆိုတာကိုပုံမှာလည်းဒါပြထားရပေါ့နော် UVA လည်း skin cancer ဖြစ်နိုင်တယ် UVB လည်း skin cancer ဖြစ်နိုင်တယ်ဒါကြောင့်မလို့ sunscreen တွေ spray တွေမှာ UVA တွေ UVB တွေကိုဒါကာကွယ်ပေးထားတာပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒါဒီ UVA နဲ့ UVB skin cancer ဖြစ်နိုင်တာနဲ့ sunscreen မှာ UVC မထည့်တာနဲ့ဟာအဲ့လိုတိုက်ရိုက်ပတ်သက်မှုမရှိသေးဘူးပေါ့နော်အဲ့တော့နံပါတ် C ကိုဆက်ကြည့်ရအောင် C ကဘာပြောထားလဲဆိုလို့ရှိရင် UVC is blocked by ozone layer UVC ကို ozone layer ကဒါပိတ်ထားတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ပုံမှန်ကြည့်လိုက်တဲ့အခါမှာလည်းဟုတ်တယ် UVC က ozone layer ရဲ့အောက်ကိုသူကဆင်းမလာဘူးပေါ့နော် ozone layer အထဲမှာပဲသူကပိတ်မိနေတယ်အဲ့တော့ကမ္ဘာပေါ်ကိုလည်း UVC ကျလာစရာအကြောင်းလည်းမရှိဘူးအဲ့တော့ UVC ကဘလောက်ပဲအန္တရာယ်များ ozone layer ကိုကျော်ပြီးတော့ကမ္ဘာပေါ်ကိုဆင်းမလာတာဖြစ်တဲ့အတွက်ကြောင့်ဒီ sunscreen တွေဒီဗာလဲ spray တွေမှာ UVC ကိုကာကွယ်တဲ့အရာလည်းထည့်ပေးစရာမလိုဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူက UVA နဲ့ UVB မှာဒါ higher wavelength ရှိရယ် wavelength ပို့ပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ပုံမှန်ကြည့်လိုက်တဲ့အခါမှာလည်း UVA နဲ့ UVB က wavelength ပို့ပြီးတော့ရှိနေတာကိုတွေ့ရလိမ့်မယ် UVC ဘက်ကတော့ wavelength တိုးနေရပေါ့နော်ဒါပေမဲ့လည်းအခုမေးချင်တဲ့မေးခွန်းဟာဒီပုံမှာပါတဲ့အရာကိုအဓိကမေးချင်တာမဟုတ်ဘူးမေးခွန်းကသိချင်တာကဘာဖြစ်လို့ sunscreen တွေမှာ UVC မပါတာလဲပေါ့နော် UVC ကိုကာကွယ်တာမျိုးမပါတာလဲလို့သိချင်တာဘာလို့မကာကွယ်တာလဲဆိုတော့ကမ္ဘာပေါ်မှာ UVC က ozone ကိုကျော်ပြီးတော့ဆင်းမလာဘူးအဲ့တော့ကာကွယ်စရာလည်းမလိုဘူးအဲ့တော့အဖြေက C ပါအဲ့တော့ဒီပါလဲပုံမှာပြထားပြီးမဲ့လဲဒါမေးခွန်းနဲ့မဆိုင်တဲ့အရာဆိုလို့ရှိရင်မရွေးရပါဘူး